မြန်မာနိုင်ငံရဲ့ဖုန်းနံပါတ်နဲ့ Gmail အကောင့်တွေဖွင့်လို့မရတော့ဘူးဆိုတာကိုသင်သိပါသလား။နောက်ပြီးတော့ဖွင့်ထားပြီးသား Gmail အကောင့်တွေကိုလည်း recovery ဖုန်းတွေ recovery mail တွေမထည့်ထားရင် Gmail ဘက်ကနေဖျက်ချတဲ့အထိလုပ်ပြတော့မှာမို့လို့အခုကျွန်တော်ပြပြပေးမယ့်အဆင့်တွေကိုလိုက်ပြီးတော့လုပ်ထားသင့်ပါတယ်နော်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီ Gmail application နဲ့ကိုဝင်လိုက်ပါ။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီထက်ကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာပေါ့เนาะကျွန်တော်တို့ဒီပေါ့เนาะအဲ့ဒီ recovery တွေထည့်မဲ့ကျွန်တော်တို့ဒီ Gmail account တွေကိုကျွန်တော်ဝင်ပေးလိုက်ပါအဲ့ပြီးရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะညာဘက်အပေါ်တောင်ကကျွန်တော်တို့ဒီမှာပေါ့เนาะ profile ပုံစံလေးဒီမှာ key ဆိုတဲ့ဟာလေးရှိတယ်ပေါ့เนาะအဲ့ဒီထဲကိုဝင်ပြီးတော့မှကျွန်တော်တို့ manage your Google account ဆိုတာကိုကျွန်တော်နှိပ်ပေးရပါမယ်โอเคကျွန်တော်တို့ဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီဘက်မှာပေါ့เนาะဒီဘက်မှာ security ဆိုတာရှိရပေါ့เนาะဒီမှာ security ဆိုတဲ့ tab လေးရှိရဲအဲ့ဒီထဲကိုကျွန်တော်ဝင်ပေးလိုက်ပါโอเคဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะဒီမှာကျွန်တော်တို့ကျွန်တော်ဒီလုံးပြထားတဲ့ဒီအချက်ကအရင်ကိုရေးကြည့်တယ်ပေါ့เนาะအဲ့ဒီကျွန်တော်တို့ဒီအောက်မှာ authenticator ဆိုတဲ့ဟာလေးရှိတယ်ပေါ့เนาะ authenticator ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်ပေးလိုက်ပါโอเคဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်เนาะမိမိဖုန်းရဲ့ဒီမှာပေါ့เนาะဒီ password တို့ဒီ pattern တို့ပေါ့เนาะဒီ fingerprint တို့တောင်းတယ်ပေါ့เนาะအဲ့လိုမျိုးတောင်းတယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့အဲ့ဒါကိုကျွန်တော်ထည့်ပေးရပါမယ်โอเคဒီနေရာကိုဒီရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီအောက်မှာကျွန်တော်အပေါင်းပုံစံလေးနဲ့ set authenticator ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်ပေးလိုက်ပါโอเคဒီမှာပေါ့နော်ဒီမှာဒါဆိုရင် QR code လေးတစ်ခုသူကပေးတယ်ပေါ့နော်အဲ့လိုမျိုးဒီ QR code လေးပေးရဆိုလို့ရှိရင်တော့အဲ့ QR code ကကျွန်တော်တို့အရန်ကိုအရေးကြီးတယ်ပေါ့နော်အဲ့ QR code ကိုလည်းကျွန်တော်တို့ကဒီတင်ထားတဲ့တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နောက်ပိုင်းဒီလိုအပ်တဲ့ခါကြလို့ရှိရင်ဒီ QR code ကိုကျွန်တော်ပြန်ပြီးတော့မှကျွန်တော်သုံးရတယ်ပေါ့နော်အဲ့ဒီ QR code ကိုကျွန်တော်တို့တခြားဖုန်းတစ်လုံးကနေပြီးတော့မှကျွန်တော်တို့ဓာတ်ပုံရိုက်ထားလိုက်ပါโอเคဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကပြီးရင်เนาะအဲ့ QR code ကိုကျွန်တော်တို့စကန်ဖတ်ဖို့အတွက်ကျွန်တော်တို့လိုအပ်တယ်ပေါ့เนาะအဲ့ဒီအတွက်ကျွန်တော်တို့ကဒီမှာဓာတ်ပုံရိုက်ထားတယ်ပေါ့เนาะဓာတ်ပုံရိုက်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအောက်ကကျွန်တော်တို့ဒီပေါ့เนาะညာဘက်အောက်တောင်ကနှိပ်ဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့မှသွားပေးလိုက်ပါโอเคခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะဒီမှာအန်နာကုတ်ပြီးဆိုပြီးတော့မှသူကကြားတယ်ပေါ့เนาะကြားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘာလုပ်ပေးရမလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့အပြင်ကိုပြန်ထွက်လိုက်အပြင်ကိုပြန်ထွက်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะ Google Play Store မှာကျွန်တော်တို့ဘာကိုရှာပေးရမလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာ Play Store ထဲကိုဝင်လိုက်ပါโอเคခုလိုမျိုးပေါ်လာပြီဆိုတော့ကျွန်တော်အဆက်ကိုနှိပ်လိုက်โอเคအဲ့လိုမျိုးကျွန်တော်တို့ဒီမှာ Google Play Store ထဲကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအောက်ကကျွန်တော်တို့ညာဘက်အောက်တောင်က search ဆိုတဲ့နေရာလေးကိုနှိပ်အပေါ်မှာကျွန်တော်တို့ authenticator လို့ရှာပေးလိုက်ပေါ့เนาะ AUTHE ပေါ့เนาะဒီအပေါ်ဆုံးမှာ authenticator ဆိုတဲ့ဟာလေးပေါ်လာပြီဆိုလို့ရှိရင်အဲ့ဒါလေးကိုနှိပ်လိုက်โอเคနှိပ်ပြီးသွားပြီဆိုလို့ကျွန်တော်ဒီအောက်မှာကျွန်တော် Google Authenticator ဆိုတဲ့ဟာလေးရှိရပေါ့နော်အဲ့ဒါလေးကိုကျွန်တော် download ဆွဲပေးရမှာပဲဖြစ်ပါတယ်အဲ့ဒီကောင်ကိုကျွန်တော်တို့ download ဆွဲပေးလိုက်ပေါ့နော်ကျွန်တော်ကတော့ download ဆွဲပေးသားဖြစ်တဲ့အတွက်ဒီမှာကျွန်တော် open လို့ပေါ်နေတယ်ပေါ့နော်โอเคကျွန်တော်စီမှာတော့ကျွန်တော် download ဆွဲထားတာရှိတယ်โอเคဒီမှာပေါ့နော်ဒီမှာ Authenticator ဆိုတဲ့ application လေးရှိရပေါ့နော်အဲ့ဒီထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါโอเคအဲ့တော့ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီအောက်မှာကျွန်တော်တို့ဒီမှာပေါ့အဲ့ဒီ code ဆိုတာရှိရပေါ့နော်အဲ့ဒီ code ဆိုတဲ့ဒီအလဲဟာလေးကိုကျွန်တော်နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ကျွန်တော်အစောကဒီ QR code လေးကိုကျွန်တော်တခြားဖုန်းတစ်လုံးကနေဓာတ်ပုံရိုက်ခိုင်းထားတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကအဲ့ဒီ QR code လေးကိုကျွန်တော်တို့က scan a QR code ဆိုတဲ့ဟာလေးနဲ့ QR code လေးကိုဖတ်ပေးရမှာပဲဖြစ်ပါတယ်โอเคခုလိုမျိုးကျွန်တော်ကဒီမှာပေါ့နော်ဒီမှာဒီ QR code ကိုကျွန်တော်စကန်ဖတ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒီမှာကျွန်တော်တို့ဒီ Google ကိုပေါ့နော်ဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်เนาะ authenticator code လေးပေါ့နော်သူကကျွန်တော်စကန်30ကိုဒီ code ကတစ်ခုပြောင်းတယ်ပေါ့နော်နောက်မှာကျွန်တော်ဒီမှာအဝိုင်းလေးပြီးနေရပေါ့နော်အဲ့ဒီတော့ကျွန်တော်ကအစောကဒီပေါ့နော်ကျွန်တော်ဆက်သွားနေတဲ့အဆင့်တွေကိုကျွန်တော်ဒီ code လေးကိုကျွန်တော် copy ယူဖိလိုက်တယ်ဆိုလို့ရှိရင်သူက copy ဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော် copy ယူပြီးတော့မှကျွန်တော်မှဒီ NRI code ဆိုတဲ့နေရာကိုကျွန်တော်တို့ထည့်ပေးလိုက်ပေါ့နော်ထည့်ပြီးတော့ကျွန်တော် verify ကိုနှိပ်လိုက်ပါโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာပေါ့နော်အောက်မှာ UI authenticator ဆိုပြီးတော့မှ app လေးနဲ့ကျွန်တော်ပေါ်နေပြီအဲ့လိုမျိုးပေါ်နေပြီဆိုရင်ကျွန်တော်တို့ဘာကိုနှိပ်ပေးရမလဲဆိုလို့ရှိရင်တော့ဒီမှာပေါ့နော်စာအပြာရောင်လေးနဲ့ကျွန်တော် turn on ဆိုတာရှိရပေါ့နော်အဲ့ turn on ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်ပြီးတော့မှဖွင့်ပေးရမှာပဲဖြစ်ပါတယ်โอเคခုလိုမျိုးကျွန်တော်တို့ဒီမှာပေါ့နော်ဒီကိုဖုန်းရဲ့ password တွေပါတောင်းနေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာအဲ့ password ကိုကျွန်တော်ထည့်ပေးလိုက်ပြီဆိုလို့ရှိရင်တော့သူကခုလိုမျိုး run နေရလို့ကျွန်တော်ခဏဆောင်ပေးလိုက်ပါโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီ two step ကိုကျွန်တော်တို့ကဒီဟိုပါပေါ့နော်ဒီ setup ပြုလုပ်ပြီးသွားပြီပဲဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့ရဲ့ဒီမှာပေါ့နော်ဒီကျွန်တော်တို့ဒီ two step authenticator app နဲ့ကျွန်တော် two step ခန္ဓာကိုကျွန်တော်ပြီးသွားပြီပေါ့နော်ဘာဖြစ်လို့ကျွန်တော်တို့ဒီကိုကျွန်တော်အဲ့လိုမျိုးဒီ authenticator နဲ့ခန္ဓာရဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Gmail account ကလည်းကျွန်တော်တို့ပြန်မှာမဟုတ်တော့ပါဘူးအဲ့ဒီဟာကိုကျွန်တော်တို့က Google account ကိုကျွန်တော်တို့တစ်ခါကျွန်တော်တို့ဒီပေါ့နော်ဒီပြန်ပြီးတော့မှဝင်တိုင်းကျွန်တော်တို့ကဒီ authenticator ဟိုပေါ့နော် code ကိုကျွန်တော်တောင်းမှာဖြစ်ပါတယ်အဲ့ဒါကိုတော့ကျွန်တော်ဒီ authenticator ဆိုတဲ့ app ထဲမှာကျွန်တော်လာပြီးတော့မှယူပေးရမှာဖြစ်ပါတယ်
ပါတယ်သူကဒီ second 30ကိုဒီတစ်ခါပြောင်းနေတာဖြစ်တဲ့အတွက်အဲ့ဒီကုတ်ကတော့ခဏခဏပြောင်းနေပေါ့နော်အဲ့ပြောင်းတဲ့ကုတ်ကိုကျွန်တော်တို့က copy ယူပြီးတော့မှဒီကျွန်တော်တို့ Google ဒီပေါ် account login ဝင်တဲ့ထဲကိုကျွန်တော်လာပြီးတော့မှကျွန်တော်တို့ထည့်ပေးရမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီ Gmail account ကလုံးဝကိုပြတ်မှာမဟုတ်တော့ပါဘူးအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါဦးနော်